မင်္ဂလာပါရှင်မန္တလေးမြို့တွင်အမိုက်စနစ်တကျဆွန့်ပစ်စေရေးပညာပေးအစီအစဉ်တရုတ်ဖော်ပြသမှုများနဲ့လက်ကမ်းစာဆောင်ဖြန့်ဝေပေးခြင်းများပြုလုပ်ခဲ့တဲ့သတင်းကိုမန္တလေးမြို့တော်စီပင်တရားရေးကော်မတီသတင်းရုပ်သံထုတ်ပြန်ရေး MDY Press မှတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးမြို့တော်စီပင်တရားရေးကော်မတီမှအမိုက်များကိုစနစ်တကျဆွန့်ပစ်စေရေးလူထုအသိပညာပေးလုပ်ငန်းများကိုမန္တလေးတိုင်းဒေသကြီးချမ်းရည်သာဇံမြို့နယ်88လမ်း33-34လမ်းကြားရှိရတနာပုံစေး Public Area တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်မန္တလေးမြို့ကြီးကို Smart City ဖြစ်ပေါ် Clean City ကနေရင်စရတာလေမိဘပြည်သူတွေအားလုံးအသိပညာတိုးအောင်လို့ဒါလုပ်တဲ့ပွဲလေးဖြစ်တဲ့အတွက်ဒီအစီအစဉ်လေးကတော့ကောင်းမွန်တဲ့အစီအစဉ်ကျွန်တော်တို့ဒီတဲ့ကတိုးချဲ့ပြီးဆောင်ရွက်သွားမယ်အစီအစဉ်လေးလည်းဖြစ်ပါတယ်ဒါမှဒါကျွန်တော်တို့မြို့တော်ကြီးကတန်ရှင်းတာယာလှပပြီးတော့ကျမ်းမာရေးနဲ့ညီညွတ်တဲ့မြို့တော်ကြီးဖြစ်အောင်လို့ဒါကျွန်တော်ဆောင်ရွက်သွားမှာပါခင်ဗျကျောင်းတွေသားတွေသမီးတွေရွယ်တွေကိုကျွန်တော်တို့ကမိုက်စွန့်ပစ်မှုအနေရရှိတဲ့မိုက်တွေကိုဘယ်လိုစွန့်ပစ်မလဲမိုက်ဆိုမိုက်6တွေဘယ်လိုခွဲကြမလဲဒါကလေးတငယ်တွေကစားကျွန်တော်စတင်ပြီးတော့ကျွန်တော်ကမ်ပိန်းလုပ်ပြီးတော့ဆောင်ရွက်သွားမှာပါလူငယ်ကောင်းမှလူကြီးကောင်းမှတိုင်းပြည်ကောင်းမှဖြစ်တဲ့အတွက်ကလေးတွေကိုဒီအလေးကျင့်ကောင်းလေးတွေဖြစ်အောင်လို့ကျွန်တော်လေ့ကျင့်ပေးသွားမှာပါခင်ဗျမိုက်ကင်းစင်ဘိုးကကျွန်တော်ပြည်သူအားမပါဘဲနဲ့များတဲ့အတွက်ပြည်သူများအားလုံးလည်းတန်ရှင်းတာယာလှပအောင်လို့ကျွန်တော်တို့နဲ့အတူပါဝင်ပူးပေါင်းလက်တွဲဆောင်ရွက်ပေးကြပါလို့လည်းမြစ်တာရက်ခံကြပါတယ်ခင်ဗျမန္တလေးမြို့တော်စီပင်သားရေးကော်မတီအနေနဲ့မန္တလေးမြို့နေပြည်သူလူထုတရက်လုံးရဲ့ကျန်းမာရေးစိတ်ချမ်းသာရေးအတွက်ကိုအဓိကထားပြီးဆောင်ရွက်တဲ့အခါမှာမန္တလေးမြို့တော်ရဲ့တန်ရှင်းတာယာလှပရေးရလည်းအရေးကြီးတဲ့အချက်တစ်ချက်အနေနဲ့ပါဝင်တာဖြစ်ပါတယ်။တန်ရှင်းဖို့တော့ကအမိုက်တီကိုစနစ်တကျစွန့်ပစ်တတ်ဖို့နဲ့အမိုက်တီကိုစနစ်တကျတင်စီဖို့ကိုကျွန်တော်တို့ကအလေးထားပြီးဆောင်ရွက်လေရှိပါတယ်။ကျွန်တော်တို့မြို့နေပြည်သူလူထုအားလုံးကိုအမိုက်နဲ့ပတ်သက်လို့ဘယ်လိုစွန့်ပစ်ရမလဲဘယ်လိုတင်စီရမလဲဘယ်လိုစုပုံရမလဲဆိုတာတွေကိုကျွန်တော်တို့ကပညာပေးအစီအစဉ်နဲ့စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။လူထုတရက်လုံးအနေနဲ့ပါဝင်မှသာမြို့တော်တန်ရှင်းလှပရေးဟာအောင်မြင်မှာဖြစ်ပါတယ်။ယခင်ကလည်းဆောင်ရွက်ပြီးဖြစ်တော်လည်းပဲယခုခါမှာတော့ကျွန်တော်ပို့ပြီးတော့အရှိန်မြင့်တင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ထွက်ရှိတဲ့အမိုက်ကိုရှော့ချဖို့ပြန်သုံးလို့ရတဲ့အမိုက်တွေကိုပြန်သုံးဖို့တချို့အမိုက်တွေကိုကျွန်တော်တို့ကစနစ်တကျစွန့်ပစ်ဖို့တချို့ကျတော့လုံးဝဖျက်ဆီးပစ်ဖို့ဆိုတဲ့အမိုက်တွေကိုကျွန်တော်ခွဲခြားဖို့လိုအပ်လာတာဖြစ်ပါတယ်။နိုင်ငံတကာမှာလည်းအမိုက်တွေကိုခွဲခြားပြီးတော့စွန့်ပစ်တဲ့စနစ်ခွဲခြားပြီးတော့တင်စီတဲ့စနစ်နဲ့ခွဲခြားပြီးတော့ဖျက်ဆီးတဲ့စနစ်တွေကိုအဆင့်လိုက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ကျွန်တော်တို့စီပင်သားတစ်ခုလည်းဆောင်ရွက်လို့မရပါဘူး။လူတွေရဲ့ပူးပေါင်းပါဝင်မှုတွေကအရန်ကိုအရေးကြီးပါတယ်။အဲကြောင့်မလို့ကျွန်တော်တို့ကကျောင်းတွေမှာလည်းအမိုက်နဲ့ပတ်သက်လို့ပညာပေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ရက်ွက်တွေအတွင်းဈေးတွေမှာလည်းလိုက်ပြီးတော့လူထုကိုလိုက်ပြီးတော့ပညာပေးတဲ့စီစဉ်တွေကိုအခုလိုပဲဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဒီအမိုက်ကစပြတ်သက်မီးလောင်ဆိုလိုမျိုးပဲဒီအမိုက်လေးတွေကိုအခြေခံကစပြီးတော့စနစ်တကျစွန့်ပစ်ဖို့ကအရင်အရေးကြီးတယ်လို့ကျွန်တော်အနေနဲ့တင်ပြလိုပါတယ်မန္တလေးမြို့တော်သူမြို့သားအပေါင်းကကျွန်တော်တို့ဒီနေ့အမိုက်ခွဲခြားစွန့်ပစ်ခြင်းပညာပေးလုပ်ငန်းတွေမှာတက်ကြွစွာပူးပေါင်းဆောင်ရွက်ပြီးတော့မန္တလေးမြို့ကြီးကိုယခုတည်းတန်ရှင်းတာယာလှပအောင်ဆောင်ရွက်ပေးနိုင်ကြမယ်လို့ယုံကြည်ပါကြောင်းတင်ပြလိုပါတယ်ခင်ဗျာအဆိုပါခန္ဓာတွင်အမိုက်များကိုအမိုက်ဆိုအမိုက်6အနည်းငယ်ရှိသောအမိုက်များနှင့်ပလတ်စတစ်အမိုက်များကိုခွဲခြားစွန့်ပစ်နိုင်စေရေးအမိုက်ပုံးများကိုအရောင်မျိုးစားအလိုက်စွန့်ပစ်စေရေးစတဲ့တရုပ်ဖုံမှုများနှင့်အတူအမိုက်စွန့်ပစ်ခြင်းအသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါတယ်ရှင်